မကြီးတဲ့အခုမှစက်ရုံလေးလုံးအောင်မလို့တဲ့မသိလို့ဖြစ်ပေးပါတော့ညီမလေးကလည်းပတ်တာလေးမညက်တက်လို့တဲ့အဆုံးချုပ်တဲ့ကြည့်ရတာဒီညီမလေးကအခုမှစပြီး run မှာနေတူတယ်တစ်ဆက်တည်းမှာပဲညီမလေးဒီပတ်တန်ကြွားကျင်တဲ့သူကိုလည်းရှာတယ်လို့ဆက်ချုပ်ကြွားနေတဲ့သူလည်းညီမလေးရှာဖို့လုံလောက်တယ်သူ့ပေမဲ့လို့ကိုတိုင်းကြီးဒီပတ်တန်เจ้าကိုနားလည်ထိုင်ရပြီဒီချုပ်တဲ့နေရာတွေကိုကိုတိထိုင်ရပြီတကယ်ကြီးအ ground ထိဆင်းပြီးတော့အပေါ်ဝါသနာပိုင်တော့လောက်ပါဆိုလည်းအားပေးတယ်ဆိုလည်းဝါသနာပါရီဟာဆိုလည်းဒီလောက်ခဲ့ရပဲနော်ပတ်တန်မှာညီမလေးကအားတာတယ်ပတ်တန်ဆွဲရတာကြီးပျော်တယ်ပတ်တန်ကိုဆွဲလို့ဆွဲနေရမှာမသိဘူးရေးလဲလဲဘိုက်နေပြီဒီနေရာမှာနေရဆိုတေးကြတူကပတ်တန်ဘိုင်းမှာညီမလေးနေလိုက်ဒါမှမဟုတ်ဘူးချုပ်တဲ့အပိုင်းမှာကိုနေရပြောတယ်စက်တီမြင်နေရရင်ပြောတာဆက်ချုပ်တန်ကြားနေရရင်ပြောနေပြီဆိုညီမလေးတေးကြတူကညီမလေးဆက်ချုပ်တဲ့နေရာမှာဘိုင်းနေလိုက်ဆိုလက်ကဘယ်ဘိုင်းမှာနေလဲဆိုလက်အရာပြောရမယ်ဆိုလက်ဒီ management လုပ်တဲ့ဘိုင်းမှာတော်တယ် management လုပ်တဲ့ဘိုင်းမှာပျော်တယ်နေရတာအဲ့ဒီအတွက်ကြောင့်လို့ဆိုလက်တကယ်ကြီးအထည်ချုပ်မှာနေတဲ့အပိုင်းကပတ်တန်ဘိုင်းမှာလည်းမနေဘူးဆိုလက်ပတ်တန်ကဆက်ကိုပတ်တန်တင်သွားတတ်မှာပေါ့ဆက်ချုပ်တဲ့နေရာမှာလည်းဆိုလက်မနေဘူးအဲ့ဒါတွေဆိုလက်တော့ပျော်မပျော်တာအဲ့ဒီတော့ကြောင့်လို့ဆိုလက်အဲ့နေရာမှာဆိုလက်မနေဘူးဆိုလက်နေတဲ့နေရာကတကယ်ကိုဒီ process ကြီးဒီအထည်ချုပ်ကြီးဆိုလက်မပါဘဲတဲ့လုပ်ငန်းစုကြီးရက်တီလာနိုင်အောင်ဆိုလက်မပါဘဲတဲ့ဒီလုပ်ငန်းစုကြီးကလဲပတ်လာနိုင်အောင် that's it အဲ့ဒါကို run လာဆိုလက်ကြိုက်တယ်အဲ့ဒီနေရာမှာနေရဆိုလက်ကြိုက်တယ်ဒါပဲဆိုလက်နေရနေရတူဆိုလက်အကြံပေးချင်တာကတူရေကိုကဘယ်ဘိုင်းမှာအားတာလာလဲဘယ်ဘိုင်းမှာနေရပျော်တာလဲကိုပျော်တာကိုလုပ်ပါအဲ့ဒီအားတာချက်တွေကတခုချင်းစီစောက်ထဲမှာသွားချရေးဘာလို့ဟာပြောလဲဆိုတော့ maybe ဆိုလက်ထင်တယ်အကြံဉာဏ်တွေအများကြီးရမယ်လို့ထင်တယ်တိကျတဲ့မေးခွန်းလေးရှိဆိုလက်ဒီဘလော့မှာခုမှတ်ပေးပြီးတော့အခုစလက်ဝတ်ထားအင်ဂျီလေစလက်ချုပ်ထားအင်ဂျီလေကိုစလက်လာပြလိုချင်တယ်ဆိုရင်တော့မှာလားအယောင်နေစုံသေးရဲ့အားလုံးကျေးဇူးများတင်ပါတယ်ရှင်တတာ